အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဘုန်းတို့ရဲ့သာသနာပြုအစီအစဉ်တွေထဲကတစ်ခုဖြစ်တဲ့ဒီလမ်းလျှောက်သာသနာပြုခီးစဉ်လေးတစ်ခုအကြောင်းကိုမျှဝေချင်ပါတယ်ဆိုတော့လမ်းလျှောက်သာသနာပြုဆိုတာကတော့ဘုန်းတို့ကကြီးလက်တော်ရွာလေးတွေကစတဲ့ညောင်းလေးတွေကိုတွားပြီးတော့အာရဒါနလေးတွေကျွေးမုံလေးတွေဝေပြီးတော့ကလေးလေးတွေကိုဗုဒ္ဓဓမ္မလေးများအကိုသင်ကြားပြီးတော့နှလုံးသားမှာဖျားတည်တဲ့အစီအစဉ်ဖြစ်ပါတယ်ဒီနေ့သွားခဲ့တဲ့အကြောင်းလေးကတော့အေယာဝတီတိုင်းဧကပူမြို့နယ်လင်းလုံးမဲ့အုပ်စုကဗန်မွေးကုန်းလို့ခေါ်တဲ့ကြေးရွာလေးဖြစ်ပါတယ်ဒီကျောင်းလေးမှာဆိုရင်ကလေးက80ကျော်ပညာသင်ကြားနေပြီးတော့အကျောင်းဆောင်လည်းမလုံလောက်တာတွေ့ရပါတယ်ဒါဖုန်းတို့အခုတွေ့ရတဲ့ရိုက်ပြတဲ့ကျောင်းဆောင်လေးတစ်ခုပဲရှိတယ်ဒီဘေးမှာဆိုရင်တော့ဒီဘက်ညာဘက်ကလေးမှာဆိုရင်တော့မြေဆိုင်တောင်မှဘာမှမဟုတ်ဘူးသူ့ပြားတွေထောင်ပြီးတော့အမိုးလေးမိုးထားတဲ့ကျောင်းဆောင်တစ်ဆောင်ဖုန်းတို့တွေ့ခဲ့ရတယ်အဲ့ဒီမှာပဲကလေးတွေကမိုးယူလေယူနဲ့ကျောင်းတက်ရတယ်ပေါ့လေအဲ့ဒီဟာလေးတော့ဖုန်းနောက်ပိုင်းမှာထည့်ထားပါတယ်အဲ့ဒီကျောင်းလေးကိုလည်းဖုန်းတို့ဒီစောက်ပေးချင်ပါတယ်စောက်ပေးဖို့လည်းကြိုးစားပေးပါမယ်လို့ဆရာမကိုပြောခဲ့ပါတယ်ဆရာမကလည်းပြောပါတယ်အစိုးရကိုတော့အရင်ကျောင်းဆရာလက်ထက်တည်းကတင်ထားတယ်ဒါပေမဲ့အခုထိတော့မကြသေးဘူးအလူရှိရင်တော့စောက်ပေးချင်ပါတယ်ဒီလိုလေးပြောတဲ့အတွက်ဖုန်းတို့ဒီအလူငွေလေးရှာပြီးတော့ကိုယ်တိုင်လည်းမတည်ပြီးတော့စောက်ပေးဖို့စီစဉ်လေးရှိပါတယ်အလုံးကျမ်းမာချမ်းသာကြပါစေအလိုအပ်တဲ့ကွက်လက်အလိုအဆုံးဖြစ်တဲ့ကွက်လက်တစ်ခုကိုဖြည့်ဆည်းနိုင်ကြပါစေဘယ်မှာယူမဲ့တရားမယ်ဒီထိုင်ရရပြီရှိတယ်ပြန်သွားမယ်ဟုတ်ပြီဘုရားထားတယ်နော်ရောတရားမတရားလာမတရားမရအောင်လာမတရားလာမရအောင်မတရားမကေကြီးလားကေကြီးလားရောကွာဘုံဘုံတွေနဲ့တွေ့လို့ရှိရင်မင်္ဂလာပါဘုံဘုံဘုရားလို့လို့ဆက်ဘုံတွေနဲ့တွေ့ဘယ်လိုပြောမလဲဟုတ်လားလို့မေးရင်မှန်ပါဗျာတေမဗျာတခုတစ်မျိုးပဲမမဘုရားလည်းမှန်တယ်တင်မဘုရားလည်းမှန်တယ်နော်မမဘုရားဆိုတာမှန်ပါတယ်ဘုရားတင်မဘုရားဆိုတာဥတင်ပါတယ်ဘုရားဟုတ်တယ်လားကဲဟုတ်ပြီအဲ့တော့သမီးတို့အလုံးမင်္ဂလာပါမင်္ဂလာပါဘုရားဘုန်းနဲ့တွေ့ရင်မင်္ဂလာပါလို့လို့ဆက်ကဲဟုတ်ပြီအဲ့တော့ဘုန်းတို့ကဘုရားရှိခိုးကြရအောင်နော်မှန်ပါဗျာဟုတ်ပြီဘုန်းချပြီးတဲ့ကနေလိုက်ဆိုမယ်တစ်ခေါက်ပြီးရင်တစ်ခါဦးချတစ်ခေါက်ပြီးရင်ဟုတ်ပြီစမယ်ဗုဒ္ဓဂုံဤဆုံးဝဲညီဗုဒ္ဓဂုံဤဆုံးဝဲညီကြည်ဗုဒ္ဓဂုံဤဆုံးဝဲညီဗုဒ္ဓဂုံဤဆုံးဝဲညီယုံကြည်မြတ်တို့လက်ဆုံးမူယုံကြည်မြတ်တို့လက်ဆုံးမူရှိခိုးပါဖယားဒီဘောပါဤဖယားဘယ်ချိန်ဟုတ်ပြီဗျာတော့ဘုရားကိုအမြင်လာဟုတ်ပြီအဲ့တော့ဘုံဘုံကရှိခိုးတဲ့အခါကျတော့လူတယောက်ဟာအလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်ဘာကြောင့်လုပ်ရတာလဲဘာကြောင့်လုပ်နေတာလဲဆိုတဲ့အဓိပ္ပာယ်မသိတယ်ဘူးလားသိပါရဲ့အဲ့တော့ဘုံဘုံတို့ကအခုသားတို့သမီးတို့ကဖယားကိုရှိခိုးတယ်ဘာကြောင့်ရှိခိုးရတာလဲဆိုတော့မသိတယ်လေဒီပါရဲ့ဗျာဟုတ်ပြီအဲ့တော့ညမေးမှာပေါ့မင်းကဘာသာဝင်လဲဟာကျွန်တော်ကကျမဗုဒ္ဓဘာသာဝင်မှာဘာရှိခိုးလဲဘုရားရှိခိုးလဲဘာကြောင့်ရှိခိုးလဲသိဘူးဆိုတော့မှာမလားဟုတ်ပါဗျာဟုတ်ပြီအဲ့တော့ဘုန်းကပြောပြမယ်ဘုရားကိုဘာကြောင့်ရှိခိုးရတာလဲလို့ဘုန်းကမေးရင်ဒါလို့သမီးတို့ကကျေးဇူးကြီးမားလို့ပါဗျာလို့ပြင်မလဲကျေးဇူးကြီးမားလို့ပါဗျာနောက်တစ်ခါကျေးဇူးကြီးတာတော့ဟုတ်ပါပြီ ဘ
ဘာကြောင့်ကျေးဇူးကြီးမားရတာလဲလို့ထပ်မေးလာရင်ဖြေဖို့တက်နေကုန်မလို့လားမှန်ပါတယ်ဗျာဘာကြောင့်ကျေးဇူးကြီးမားရတယ်လဲဆိုရင်ဥပမာပေါ့ဘုံဘုံတို့ကဒါတို့သမီးတို့ကသူများအသက်တက်လို့ရှိရင်ကောင်းလားကောင်းလားကောင်းပါဘူးဗျာအဲ့ဒါကိုယ့်အကူဝေးရကြည့်လာတာဘုရားဟောပြလို့သိလာတာဘုရားဟောပြရင်သိပါမလားသိပါဘူးဗျာတချို့သောယူဝါဒတွေမှာကြာတော့လူကလည်းကြိတ်တော့ကမရေမကြည့်ဘူးဆိုတာလို့เนาะနောက်တစ်ခါကျတော့တရိษံတွေဆိုတာကလူစားဖို့ပဲဖန်ဆင်းပေးထားတာလို့အဲ့လိုယူဆတယ်ရှိတတ်တယ်ဒါပေမဲ့ဘုံဘုံတို့ဘုရားဘာသာမှာဘုရားဝါဒမှာကြာတော့တရိษံနဲ့လူဒီဘာပဲกว่าလဲဆိုတာအသိဉာဏ်ပဲกว่าဘာပဲกว่าလဲအသိဉာဏ်ပဲกว่าအဲ့တော့တို့သမီးတို့ဒုံးနေဆိုင်တယ်တဲ့အောင်ဆိုင်လားတဲ့ပါဘူးဗျာတဲ့အောင်ကြဘူးလားတဲ့ပါဘူးဗျာအမေကြီးနဲ့ပြည့်မယ်ကြောက်လားမကြောက်ဘူးလားကြောက်ပါလေဗျာတွေးလေးတွေဝယ်လေးတွေချက်လေးတွေကြောက်လားမကြောက်ဘူးလားကြောက်ပါလေဗျာအတူတူပဲဘုံဘုံတို့လူတွေသေမှာကြောက်ပြီးဒိဋ္ဌံလေးတွေသေမှာမကြောက်ဘူးလားကြောက်ပါလေဗျာလူလည်းအသက်နဲ့အသွေးနဲ့အသားနဲ့လူလည်းအသက်နဲ့အသွေးနဲ့အသားနဲ့ဒါတို့တို့စဉ်းစားကြည့်တိုက်ရင်ပြည့်ရှိလားမရှိလားရှိပါလေဗျာဒီအဲ့ဒါဟောပြတာတရားတော်ကြီးမှာရောက်ရှိဖို့ရတာလဲဆိုရင်ယေရှုကြီးမားတော်ပါဗျာဒီဒါဆိုရင်ဘာကြောင့်ယေရှုကြီးမားရတာလဲဒါတော့ရမ်းချက်လို့မရတော့တရားကိုပြန်ဟောလို့ရမလားစာအုပ်ကသားတို့ပြီးလို့စာသင်ပေးလို့ရတယ်ဘယ်သူတွေကသင်ပေးစာအုပ်ကြီးကနေပြီးတော့ကာကြီးခါခွေလို့ထပ်သင်လို့ရလားမရဘူးเนาะအဲ့တော့တရားတော်တွေကိုဘာကြောင့်ရှိခိုးရတာလဲလို့ဆိုတော့ဥမာတရားတော်ကတရားတော်တွေဘုံဘုံတွေကတရားဟောတာဘာလို့မြင်မှုတယ်မလားကြားမှုတယ်မလားသူများအသက်သက်လို့ပြောလားမတတ်နဲ့လို့ပြောလားသူများဥစ္စာခိုးလို့ပြောလားမခိုးနဲ့လို့ပြောလားသူများကောင်းများကြားလို့ရိုက်လို့ပြောလားမရိုက်နဲ့လို့ပြောလားအေးအဲ့လိုမျိုးကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင်အဲ့တော့ကောင်းတာတွေလုပ်ပြီးဆိုလို့ရှိရင်ဘုံဘုံကလူကောင်းဖြစ်မှာလားလူဆိုးဖြစ်မှာလူကောင်းဖြစ်မှာမကောင်းတာတွေလုပ်ရင်ဘုံဘုံတို့သားသမီးတို့လူဆိုးဖြစ်မှာလားလူကောင်းဖြစ်မှာလားအဲ့တော့အဲ့ဒီအကောင်းအဲ့ဒီလမ်းကောင်းလမ်းမှန်ကိုပြုပြတာဘယ်သူကျေးဇူးလဲတရားရဲ့ကျေးဇူးဘယ်သူတရားဟုတ်ပြီအဲ့တော့ဘုံဘုံနဲ့သားသမီးတို့ဆိုးမယ်လို့ရတယ်မလားအရေးရှောင်းခြေစုံရလက်မောင်းချီမင်္ဂလာပါဘုံဘုံရလို့ရလား Do you understand? ဟုတ်ပြီတာရီရနောက်ပြီးတော့ဘုံဘုံနဲ့သားတို့ပြီးတော့ရှိုးမယ်ဒါလည်းပြီးတော့လုပ်မယ်နော်မော်ရီကေမော်ရီဝိုင်းဒီနဲ့မှလည်းမှာပါနော်ဟုတ်ပြီအဲ့တော့ဘုံဘုံကဒီကလာမယ်ဒါနဲ့ဘုံဘုံနဲ့ဒီနားဆုံမယ်နေဦးလေနားလည်းဦးလေဒီမှာပြောပြတယ်နော်အဲ့တော့ဆုံပြီဆိုရင်အဲ့လိုပြီးတော့ရှိုးမယ်အဲ့လိုပြီးတော့ဆိုတာကိုဒါနဲ့လည်းလုပ်မယ်နော်ဒီရင်းနဲ့ဆက်ပြောပြီးကြလာပြီအေးရောင်ခြေတော်ရဲ့လက်ဟုတ်ကြီးမင်္ဂလာပါဘုရားမင်္ဂလာပါဘုရားဒီလိုလေးလုပ်လေဘယ်လိုလဲလေးတက်တယ်ဘယ်လိုဒီလိုကားကိုဆွဲဟာဘုံမလို့ပေါင်းတဲ့ကားကိုရဲဆွဲညာဆွဲဒါရုပ်ဆွဲကောင်းတယ်ဆိုဘယ်လိုဆွဲတာလဲညာဆွဲတာနော်အဲ့တော့လက်ဦးလေးကြည့်တော့မင်္ဂလာပါဘုံဘုံဗျာအဲ့လိုမှကြည့်ကောင်းဟုတ်တယ်မလားမင်္ဂလာပါဘုံဘုံဗျာကောင်းပါမလားဒါပေါက်ပင်ညောင်ဆရာတော်လှူတာနော်သိလားပေါက်ပင်ညောင်ဆရာတော်သိလားမမလေးရောက်ပြီဝါစားဒါလေးစားလေစားတော့စားအဲ့ဒါစားအေးဟုတ်ပြီဘာမှမရှက်စားရဆိုရှက်စရာမလိုဘူး